နီးတဲ့ကိုယောက်ျားလို့သူကဒုက္ခအရန်ပေးတယ်ဆရာဇနီးတဲ့ကဘယ်လိုမှဆက်ပြီးပေါင်းသွင်းလို့မရဘူးဖြစ်နေရှာဥပမာရှာဖွေကျွေးမွေးတာရှာဖွေကျွေးမွေးမှုမရှိတာတို့ဒဏ်ရာရအောင်ရိုက်တာတို့အကြောင်းမဲ့တက်ဒုက္ခပေးတာတို့စသဖြင့်ပေါ့ဆရာဇနီးဘက်ကလည်းဆက်ပြီးမပေါင်းနိုင်တော့လို့သူ့အမေတွေစီကိုထွက်ပြေးသွားတယ်တစ်နှစ်ကျော်သွားပြီမိန်းကလေးဘက်ကနေခိုးလာတောင်းတယ်ယောက်ျားလေးဘက်ကမလုပ်ပေးဘူးဘယ်လိုနည်းနဲ့ကွာရှင်းလို့ရမလဲဖြေချပေးစေခြင်းပါလေအဲ့တော့ဒီဘက်ခင်မှာတော့ဒီကိစ္စတွေကတအားများနေတယ်ပေါ့နော်ဇနီးတွေကိုဒုက္ခပေးတဲ့အခန်းကဏ္ဍတွေအဲ့တော့ဒီယောက်ျားကဇနီးတွေကိုရှာဖွေကြွေးဝဲရမယ်တောင်းမကြည့်ဘူးဒါလည်းပဲရှရီယတ်ကပေးထားတဲ့တောင်းဝင်သူမကြည့်ဘူးခြင်းဖြစ်တယ်နံပါတ်1ကတော့ဒီထက်ပိုဆိုတာသူဇနီးတွေကိုဒဏ်ရာရအောင်ရိုက်နှက်တယ်ဆိုတာဒါတော်တော်ကြီးမားတယ်ဇွတ်မယ်ပဲတော်တော်ကြီးမားတယ်မတရားမှုပဲဒီယောက်ျားဒါတော်တော်ကြီးမားဆိုတာကိုပြန်လဲပြီးတော့ပေးစာယောက်ျားလေးတွေကိုဇနီးတွေကိုအဲ့လိုလုပ်ပြီးတော့မှသူတို့ဘဝကောင်းစားမယ်ဆိုပြီးတော့ထင်နိုင်တာလို့မာရွနဲ့အယူဆပဲကျွန်တော်တို့အမျိုးသားတွေဒါကိုရှောင်ရှားထိုက်တယ်ပေါ့အဲ့တော့အခုမေးထားတဲ့ဘေးကွန်းမှာဒီဇနီးတွေကသူကအမေအိမ်ကိုတစ်နှစ်ကျော်သွားယောက်ျားဒုက္ခပေးတဲ့တောင်းမခံနိုင်လို့အမေအိမ်ထွက်ပြေးသွားလိုက်တာတစ်နှစ်ကျော်သွားအခုကြွားရှင်းမှုကြိုးစားနေတယ်ဆိုတော့အဲ့တော့ဒါကိုခြုံငုံပြီးတော့ဟိုပါပေါ့အမျိုးသမီးတွေအဲ့လိုတွေ့ကြုံရတဲ့အမျိုးသမီးတွေအတွက်ဟိုယောက်ျားကြီးကနေကြွားရှင်းဝင်ယူခြင်းနဲ့ဆိုပြီးလုံးတဲ့နီလန်သုံးမှုရှိတခုကတော့ဓာတ်ရိုက်ပဲယောက်ျားကိုပြောရမှာရှင်နဲ့ကျမမပေါင်းညင်တော့ဘူးကျမအတွက်အများကြီးဒုက္ခရှိနေတယ်အဲ့တော့ရှင်ကျမကိုတလတ်ပေးပါအကယ်အမျိုးသားကကြီးကြီးပြူပြူသူတလတ်ပေးလိုက်တယ်ဆိုရင်တော့ဒါပြီးသွားပြီအမျိုးသမီးသူ့လက်ကလွယ်အဲ့နံပါတ်1နီလန်အဆင်မပြေဘူးအမျိုးသားတလတ်မပေးနိုင်ဘူးဆိုရင်ဒုတိယနီလန်ကိုခိုးလာလို့ခေါ်တယ်ခိုးလာကအမျိုးသမီးကငွေကြေးအတိုင်းအတာတစ်ခုပေးပြီးတော့မှမလုံးပေးပြီးတော့စီယုံတာဗမာဖြစ်ရှင်ပေးထားတဲ့မဟာကိုရှင်ကိုကျွန်မပြန်ပေးမယ်။တို့မို့ကျွန်မပတ်စံရှင်ကိုဘယ်လောက်ပေးမယ်စသဖြင့်အဲ့လိုမလုံးပေးပြီးတော့မှစီယုံတာအဲ့တော့အဲ့လိုမျိုးမလုံးပေးပြီးစီယုံလို့ဒီအမျိုးသားသဘောတူတယ်ငွေကြေးအတိုင်းအတာတစ်ခုယူပြီးတော့ဒေါ်လာပေးလိုက်တယ်ဆိုရင်လည်းပဲဒီခိုးလာနေနဲ့ဒီဒေါ်လာကအထမြောက်သွားမယ်အမျိုးသမီးဒီအမျိုးသားလက်ကနေပြီးတော့လွတ်သွားအကယ်အဲ့လိုပုံစံနဲ့အမျိုးသားလက်မခံဘူးသူဒီညစ်ပြီးတော့မှအမျိုးသမီးကိုတလတ်မပေးဘူးဆိုရင်တော့တတိယနီလန်တစ်ခုကပါလဲဆိုတော့အမျိုးသမီးကအစ္စလာမ်တရားတော်နဲ့အညီဖွင့်လှစ်ထားတဲ့အစ္စလာမ်ခုံရုံးတွေရှိတယ်အဖွဲ့တွေမှာအဲ့ဒီခုံရုံးတွေကိုတွားပြီးတဲ့အခါမှာသူရဲ့ဒုက္ခတွေကိုသူတင်ပြရမယ်သူရဲ့ခင်မွန်းတဲ့ညှဉ်းပန်းနှိပ်စက်မှုတွေတာဝန်မကျေမှုတွေကိုသူတိကျတွားပြီးတော့မှမချွင်းမချန်တင်ပြတဲ့အခါမှာဒီခုံတမာတိလူကြီးတွေကအမျိုးသမီးစကားကိုနားထောင်ပြီးတဲ့နောက်ပိုင်းမှာသူတို့အမျိုးသားကိုဆက်တွေ့မယ်ပြီးတဲ့နောက်ပိုင်းမှာသူတို့ကအမျိုးသားရဲ့အခြေအနေမှန်ကိုသူတို့လေ့လာမယ်သုံးသပ်မယ်မေးမြန်းပြီးတော့မှနှစ်ဖက်စကားနားထောင်ပြီးတော့တကယ်ပဲအမျိုးသမီးကဟိုမတရားပြုကျင့်ခံနေရတယ်အမျိုးသမီးကတကယ်ပဲဒုက္ခရောက်နေတယ်ဒီအမျိုးသားနဲ့မပေါင်းထိုက်ဘူးဆိုပြီးတော့ခုံတမာတိလူကြီးတွေကယူဆတဲ့အခါကျရင်သူတို့ရဲ့နီကာကို first cut လို့ခေါ်တယ်ဖြတ်သိမ်းပေးခွင့်ရှိတယ်အဲ့လိုခုံတမာတိလူကြီးတွေကဖြတ်သိမ်းပေးလိုက်တယ်ဆိုရင်တော့ဒီအမျိုးသမီးကဒီအမျိုးသားရဲ့နီကာကနေလွတ်မြောက်သွားမှာဖြစ်အဲ့တော့အမျိုးသမီးတယောက်အမျိုးသားရဲ့နီကာကနေလွတ်မြောက်ဖို့အတွက်နီလန်၃ခုရှိတယ်တခုကတော့အမျိုးသားဓာတ်ရိုက်ဒေါ်လာပေးတာနံပါတ်2ကအမျိုးသားတခုခုငွေကြေးပေးပြီးတော့မလုံးပေးပြီးတော့ခိုးလာလို့ခေါ်တယ်အဲ့ဒီနီလန်နဲ့အမျိုးသားရှိကနေဒေါ်လာယူတာနံပါတ်3ကတော့အစင်မပြေတော့တဲ့အခါမှာခုံရုံးတွေကိုအစ္စလာမ်ရဲ့တရားတော်မြတ်နဲ့အညီလုပ်ထားတဲ့ခုံရုံးတွေမှာတွားပြီးတော့မှဒီနီကာဖြတ်သိမ်းမှုအတွက်တောင်းဆိုတာအဲ့ဒီပုံစံ၃မျိုးနဲ့ပဲအမျိုးသမီးဒီအမျိုးသားရဲ့ဒီလက်အောက်ကနေလွတ်မြောက်ခွင့်ရမယ်အဲ့လိုမဟုတ်ဘဲနဲ့တော့မိဘအိမ်မှာနေတာနှစ်ကြာသွားလို့သူတို့ကွဲကွာနေတာနှစ်ကြာသွားလို့အဲ့လိုနေကာပြတ်သွားတာလို့နေကာကနေလွတ်သွားတယ်ဆိုတာရှိတာကိုကျွန်တော်တို့သတိချမှာပေါ့နော်အလ္လာဟ်ရှင်မဲ့ဒီအမျိုးသမီးတွေ့ကြုံခံစားနေရတဲ့ဒုက္ခတွေကနေအလ္လာဟ်သူ့ကိုလွတ်ငြိမ်းကိုချီးမြှင့်ပေးတနာတော်မူပါစေအကယ်သူခင်မွန်းတဲ့နဖူးစာမှာဟေဒါယတ်ရှိနေတယ်ဇနီးတွေကိုကောင်းကောင်းမွန်မွန်ပြန်လဲဆက်ဆံနိုင်တယ်ဆိုတဲ့နဖူးစာကအလ္လာဟ်ရှင်မဲ့ရေးထားတာရှိတယ်ဆိုရင်အလ္လာဟ်တို့လင်မယားကိုပြန်လဲပေါင်းစည်းစေပါအဲ့လိုမဟုတ်ဘူးဒီနဖူးဒီခင်မွန်းတဲ့ရဲ့နဖူးစာမှာဟေဒါယတ်မရှိတော့ဇနီးတဲ့နဲ့ပတ်သက်ပြီးတော့အကောင်းဖြစ်လာဖို့အလ္လာဟ်ဘက်ကနေတတ်မှတ်ချက်မရှိဘူးဆိုရင်လည်းပဲအလ္လာဟ်ရှင်မဲ့အတားတကြီးပဲ
ဒီအမျိုးသမီးကိုဒီခင်မွန်နဲ့လက်အောက်ကနေအလားလွတ်မြောက်ခွင့်ချီးမြှင့်တော်မူပါစေ အာမင်